အားလုံးပဲမင်္ဂလာပါဘာစီယံမြင့်သိခါတပည့်ဆရာမထောင်းမော်ကိုတန်းမှာဖြစ်ပါတယ်ကျမတို့တည်တန်းခိုင်မြဲခြင်းတဲ့ကိစ္စတွေမှာပြုလုပ်ရတဲ့ကပ်ပေတက်လို့ခေါ်တဲ့အချိန်တွေမှာပြုလုပ်မယ်ဆိုရင်တည်တန်းခိုင်မြဲစီတယ်မပြောင်းမရွှေ့ရတယ်လုပ်ငန်းတွေမြဲခြင်းတဲ့သူတွေအခြေအိမ်အောင်ကြီးတွေတည်တန်းခိုင်မြဲခြင်းတဲ့သူတွေဒီကပ်ပေတက်ပေါ်တဲ့အချိန်တွေမှာနေ့တစ်နေ့ချင်းစီလိုက်ပေချင်းကပ်ပေတက်ဖြစ်တယ်ဆိုတာကိုကျွန်မပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့အိမ်အောင်ကြီးအခြေရေးတွေမှာစိတ်ညစ်နေတဲ့သူတွေအိမ်အောင်သက်ကြာလာတာလည်းမြအိမ်အောင်ရေးမှာစိတ်ဆင်းရဲတော့ကရောက်နေတဲ့သူတွေအခြေရေးမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့သူတွေအတွက်အမြန်ဆုံးပြန်လည်ပြီးတော့ပေါင်းစည်းစေတဲ့အမြန်ဆုံးချက်ချင်းမြတ်တာတွေမိမိတို့စတင်ပြီးတော့ယူထားစဉ်အချိန်လိုချက်ချင်းမြတ်တာတွေပြန်လည်ပြီးတော့နှိုးကြားစေတဲ့ပေါက်ဖွားစေတဲ့ရေရာနည်းကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီရေရာမှာအညွန့်နံပန်းတွေကိုနှစ်ယောက်ရဲ့အညွန့်နံပန်းတွေကိုပေါင်းပြီးတော့ဖះရဲ့အရှိမလူရန်ရတဲ့ရေရာနီးဖြစ်ပါတယ်ဖះပန်းမွေရာလို့ခေါ်ပါတယ်အဲ့တော့ဖះပန်းမွေရာဆိုတဲ့နေရာမှာကျမတို့ site ကပန်းမွေရာဆိုတဲ့အတိုင်းပဲ၄ပေ၈ပေဖြစ်ပါတယ်အဲ့တော့တချို့လူတွေ၄ပေ၈ပေမခင်းနိုင်တဲ့သူတွေဆိုရင်လည်းမိမိတို့တက်နိုင်တဲ့လောက်တကယ်စေတနာပါပါခင်းရမှာဖြစ်ပါတယ်အဲ့တော့တကုန်းရဲ့အညွန့်နံပန်းကကျမတို့ဂန်းကော်ဖြစ်ပါတယ်ဂန်းကော်ပန်းမရဘူးဆိုရင်ဂန်းကော်အညွန့်နေရတယ်တနင်္လာသားပြီဆိုတော့ကျမတို့စပယ်ရတယ်စော်စိမ်းတွေရပါတယ်အင်္ဂါသားပြီဆိုတော့ရွက်လာဖြစ်ပါတယ်အင်္ဂါသားပြီရဲ့အညွန့်နံပန်းရွက်လာသို့မဟုတ်ကျမတို့ရွှေပန်းတွေရပါတယ်ဗုဒ္ဓဦးသားပြီရဲ့အညွန့်ပန်းကတော့မိမျိုးဖြစ်ပါတယ်ကျသာရိသားပြီရဲ့အညွန့်ပန်းကတော့ကျမတို့တပြေဖြစ်ပါတယ်အဲ့တော့တောက်ကြသားပြီရဲ့အညွန့်ပန်းကနှင်းစီဖြစ်ပါတယ်နှင်းစီဆိုတော့ကျမတို့ပွင့်ဖက်တွေခြွေပြီးတော့မှခင်းရမှာဖြစ်ပါတယ်အဲ့တော့စနေသားပြီရဲ့အညွန့်ပန်းကအုံဖြစ်ပါတယ်အုံဆိုရင်ကျမတို့ကကြီးတွေနဲ့ညှက်ညက်ပြီးတော့မှခင်းလို့ရပါတယ်အဲ့တော့ဥပမာအနေနဲ့ကျမမနေ့ကပြောထားသလိုတနင်္ဂနွေနဲ့အင်္ဂါသားမိဖြစ်မယ်ဆိုရင်တနင်္ဂနွေရဲ့အညွန့်ပန်းကန်းကောဖြစ်ပါတယ်အင်္ဂါရဲ့အညွန့်ပန်းကရွှေပန်းဖြစ်ပါတယ်ကျမတို့ဒီနှစ်ခုကိုပေါင်းပြီးတော့မှဖះเจ้าဆောင်ဖះရဲ့ပလင်ရဲ့အရှိမခင်းရမှာဖြစ်ပါတယ်အဲ့တော့ဖះရဲ့เจ้าဆောင်အရှိမနေရအလို့မရှိဘူးဆိုတော့ဖះစဉ်အရှိမခုံတစ်ခုံချပြီးတော့မှကျမတို့ပြောခဲ့တဲ့ကပ်ပေတက်ပေါ်တဲ့အချိန်တွေမှာခင်းမယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေခြေရည်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလေးလေးနက်နက်စုတောင်းမယ်ဆိုရင်အမြန်ဆုံးပြန်လည်ပြီးတော့ပေါင်းစည်းစေမှာဖြစ်ပါတယ်ဒီခါလေးမှာဆိုင်ရှင်နဲ့အလုပ်သမားတွေအဆင်မပြေတာဆိုရင်တော့ကျမတို့ဆိုင်ရဲ့နာမည်နဲ့အလုပ်သမားရဲ့နာမည်နဲ့ဥပမာအလုပ်သမားကမြတ်ဆိုရင်မြတ်ရဲ့အညွန့်ပန်းကတပြေဖြစ်ပါတယ်ဆိုင်နာမည်ကလာပြေဆိုရင်အဲ့တော့လာပြေရဲ့အညွန့်ပန်းကလည်းကျမတို့မေမျိုးဖြစ်ပါတယ်အဲ့တော့မေမျိုးနဲ့ကျမတို့တပြေကိုနှစ်ခုပေါင်းပြီးတော့မှခဲလိုက်မယ်ဆိုရင်အဲ့တော့ဒီဆိုင်မှာအလုပ်သမားတွေမြဲစေမယ်အလုပ်သမားဒီဆိုင်ကိုယ့်ရဲ့ဆိုင်ကိုသဘောထားပြီးတော့မှအလုပ်လုပ်စေမှာဖြစ်ပါတယ်အဲ့တော့မြည်သည့်ကိစ္စမဆိုအခြေရေးပဲဖြစ်ဖြစ်အိမ်တော်ကြီးပဲဖြစ်ဖြစ်မေတ္တာရေးတွေနဲ့ပတ်သက်နေပြီဆိုရင်ဒီရေရာကိုပြုလုပ်ခြင်းအပြင်အောင်မြင်မှုတွေရရှိစေမှာဖြစ်ပါတယ်အဲ့တော့ gap pay တက်ပေါ်တဲ့အချိန်ကိုလည်းကျမတို့ထပ်ပြီးတော့ပြောပေးမှာဖြစ်ပါတယ်အချိန်ခုနေမှာဆိုတော့နေ့လေတနာရီခွဲရနေပြီးတော့3နာရီအတွဲဖြစ်ပါတယ်တဲနာနေ့မှာဆိုရင်တော့မနက်9နာရီကနေပြီးတော့10နာရီခွဲမှာတစ်ချိန်ဖြစ်ပါတယ်နေ့လယ်မှာဆိုတော့12နာရီခွဲ12နာရီကနေပြီးတော့1နာရီခွဲဖြစ်ပါတယ်အင်္ဂါနေ့မှာဆိုရင်တော့ကျမတို့6နာရီကနေပြီးတော့9နာရီခွဲအတွင်းဖြစ်ပါတယ်ဗုဒ္ဓဦးနေ့မှာဆိုရင်တော့မနက်10နာရီခွဲကနေပြီးတော့12နာရီအတွင်းဖြစ်ပါတယ်တော့နေ့လယ်1နာရီခွဲကနေပြီးတော့3နာရီအတွင်းမှာဖြစ်ပါတယ်ကြာသပတေးနေ့မှာဆိုရင်တော့မနက်6နာရီကနေပြီးတော့9နာရီခွဲမှာတစ်ချိန်ကျမတို့နောက်ထပ်9နာရီကနေပြီးတော့10နာရီခွဲမှာတစ်ချိန်ဖြစ်ပါတယ်တောက်ကြနေ့မှာဆိုတော့မနက်10နာရီခွဲကနေပြီးတော့12နာရီအတွင်းမှာတစ်ချိန်နေ့လယ်3နာရီကနေပြီးတော့4နာရီခွဲမှာတစ်ချိန်ဖြစ်ပါတယ်စနေနေ့မှာဆိုရင်တော့မနက်9နာရီကနေပြီးတော့10နာရီခွဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်10နာရီကနေပြီးတော့10နာရီခွဲကနေပြီးတော့12နာရီအတွင်းမှာဖြစ်ပါတယ်ဒီ gap pay တက်ပေါ်တဲ့အချိန်တွေမှာကိုယ်ရဲ့သားမိတွေကိုယ့်ရဲ့မေတ္တာရေးအခြေရေးအိမ်အောင်ရေးကျွန်တော်တို့မိသားစုရေးတွေမှာဒီပန်းမွေရရေတရားကိုပြုလုပ်မယ်ဆိုတော့အောင်မြင်မှုတွေများစွာရရှိစေမှာဖြစ်ပါတယ်2026မှာကိုယ်ရဲ့သားသမီးတွေမိမိတို့ရဲ့လူရင်းဆန္ဒတွေတလုံးတဝတည်းပြည့်စုံနိုင်ကြပါစေ